လျှောက်ထွက်ကြပါတယ်အမေရိကမှာတော်အမေရိကတော်တယ်မှာလမ်းလျှောက်ထွက်လာဆက်ပြီးတော့ဒီမှာတော့အခုဒါညဟိုဘယ်လို8 နာရီထိုးနေနော်8 နာရီနော်ဒါည8 နာရီတော့လင်းရှိသေးတယ်အဲ့ဒါလားပြောပြတာည8 နာရီဆိုတဲ့အကြောင်းည8 နာရီဒီမဲ့အစောကြီးရှိကြသေးည8 နာရီမြန်မာနိုင်ငံမှာထိုင်းမှာဒီအခုဆိုရင်ဒါမနေ့ဟုတ်လေမနေ့8 နာရီမနေ့8 နာရီထိုင်းကမနေ့8 နာရီဒီမှာကညနေ8 နာရီည8 နာရီဒါပေမဲ့လင်းလုံးရှိသေးတယ်ဘယ်ချိန်လောက်မှမိုးချုံမလဲမသိဘူးကနောက်1 နာရီလောက်မှဆိုရင်9 နာရီလောက်မှမိုးချုံမယ်ရှင်နေပုံစံကြီးရတာဒါဒီလိုက်ဖောက်တယ်ချတာဘာမှမဟုတ်ပါဘူးလေရလဲ2 ညစီးခဲ့တော့じゃပြင်မဲတော့じゃတော့အေးပြောじゃခေါင်းကြီးကြိုင်အခုလမ်းလျှောက်တာပေါ့နော်ဒါလမ်းလျှောက်ပေးရွတာပါလက်ကလမ်းလျှောက်တာမဟုတ်ဘူးပေးရွပြီးလမ်းလျှောက်တာကောင်းရင်းချင်းကောင်းလေးတွေရအထူးရနေတယ်အများကြီးပဲနော်တောင်းပါပြပြပါရပါစေအမြဝေနေစာဧကယောကိုသောတာပိလေကိုသောနလေမရစီယာပိဝေမေတ္တာစီညာဆေယသမဘဝကသာယမယာဇယာယခအေယဘုံမအာဂတနအတုမေအပြည့်ဘုံညာကနကိုကြပါစေအမြဝေတတတဝါဟုနာနာလောကအနန္တတေမပြည့်စင်ကတတောဘုံကိုဝါနေဝိညာဏနတိရှိခွန်ပါမြာစာလုံးစုံဘုံ30ခေမိတေမြဝိနည်းထိုကုတလာဤကုညာကိုရာရာကလိစေတောနေဒီဝန္တုဒီဝန္တုတတရားမှုစေတော်အမြပြုတော်မူကြပါကုန်လောသာဓုခြားသမျှအမြယူတော်မူကြပါကုန်လောသာဓုအမြယူတော်မူကြပါကုန်လောသာဓုဟောပတ်ဝန်းကျင်ထဲမှာအဆိုးထဲမှာကောင်းအောင်လုပ်နိုင်တဲ့လူကမှတကယ်ကိုတန်ဖိုးရှိတဲ့ morality လို့ပြောမှာတဲ့သူများကောင်းလို့ကိုကောင်းနေတဲ့အကောင်မျိုးကတော့ရေရှည်မခံဘူးပေါ့ရှည်ခံတာမျိုးမဟုတ်ဘူးခုနတစ်ကျုပ်သီလဆောင်တယ်လို့ပဲစားစရာမရှိလို့ဥပုသ်ဆောင်တဲ့အဆောင်မျိုးပဲဖြစ်မယ်ကိုဒီကိုကပင်ကိုကကောင်းတဲ့ဟာမျိုးဖြစ်အောင်ကြိုးစားရမယ်လို့သူတို့ဆိုလို့ပေါ့ပြင်ဆင်နေကြပါတယ်ခန္ဓာပြင်ဆင်နေကြပါတယ်ဒီပါလာခန္ဓာပြင်ဆင်နေကြပါတယ်ဒီပန်းနေရတာအတူတွေပန်းပြင်ဆင်ထားတာပါအစ်စ်တွေမဟုတ်ပါဒီကတော့အခုနေထွက်နေတာ9 နာရီခွဲနော်9 နာရီခွဲနော်9 နာရီခွဲနေဖြစ်ပါတယ်ဒီဥစ္စာညနော်ဒါည9 နာရီပဲဖြစ်ပါတယ်ည9 နာရီပဲနေဖြစ်ပါတယ်ဒီဥစ္စာည9 နာရီခွဲနေည9 နာရီခွဲနေနဲ့ဒါတော့အခမ်းအနားလေးပြင်ဆင်နေကြတာဖြစ်ပါတယ်ဒီမှာကတော့မိမိတို့နေတဲ့ရက်ွက်ဖြစ်ပါတယ်ခန်းလာသွားမယ်လမ်းပေါ့နော်ရှယ်ရီပန်းလေး inside ဖြစ်ပါတယ်အားလုံး
ရွှင်လန်းရှမ်းမြေကြပါစေဒါကတော့ပွိုင်ရနေတော့လည်းနေရာဖြစ်တယ်နော်။နေတော့နေတာမဟာယာနတွေဆိုပွိုင်နေတော့တိကျပါနော်။နေရာဖြစ်ပါတယ်။ဒီရဲ့ဟိုတဘာဝတော်လေးရဲ့ဟိုလောက်ပါပြီးခင်ဗျာ။ဖြစ်ပါတယ်။နေရာလေးမှာဒီနေရာလေးကနော်။ဒီချက်ဒီနေရာတော့တောင်နေရဲ့ကြောက်တောင်လေးရဲကိုတရုတ်ပြည်ရိုက်သွားပြီခံရအောင်နေရာလေးဖြစ်ပါနေရာရင်းတော့ဒီကစတော့ရနေအမှန်ကတော့ည8 နာရီအေးရပေါ့နော်ည8 နာရီနဲ့5 မိနစ်ဖြစ်နေပါပြီဒီနေပေါ့နော်ဒီနေအရောင်ဟာည8 နာရီနဲ့5 မိနစ်ဖြစ်နေပါပြီဒီဥယျာဉ်လေးပေါ့နော်ဒီဥယျာဉ်လေးမှာညဆိုညနေရင်းပေါ့နော်လမ်းလျှောက်ပြေးရပြီးတော့ဒါဂျီမျိုးဝယ်ကောင်းတဲ့ဥယျာဉ်လေးပေါ့နော်ဟိုသူတို့ရဲ့စိတ်ကူးလေးအရန်ကောင်းနေပါမလို့ကျွန်တော်တို့ဘုရားတွေသူတို့ရဲ့အလေးထားတဲ့ဒီကွက်ရုံတွေပေါ့နော်ဒီဥယျာဉ်တွေထဲမှာပေါ့နော်ဥယျာဉ်ပန်းဥယျာဉ်လေးနဲ့မှာလှပြီးတာပန်းတွေကလည်းအရင်ကပေါ့နော်ဟိုကောင်းတယ်ပေါ့နော်သူတို့ရဲ့ဒီနေတာလေးဒီနေပေါ့နော်ဒီအနီရောင်လေးတွေနေရာထဲကအဲ့ဟာလေးအပင်တွေအကောင်းနေတယ်အပင်လေးစိမ့်ဆိုပြီးတော့နှင်းစီတွေဆိုလို့ရှိရင်ရမ်းနေလှနေပါနော်ဟုတ်ပြီနှင်းစီတွေလှနေဒါကည8 နာရီနဲ့6 မိနစ်9 မိနစ်ရှိရပြီဆိုတဲ့အကြောင်းကိုပြင်ဖြစ်ပါတယ်ညဖြစ်ပါတယ်ပေါ့နော်ညခဏနေဆိုရင်နေဝင်တော့မယ်ပေါ့နော်ည8 နာရီကျော်အားလုံးရှင်နေချမ်းမြေကြပါစေနေမင်းလေးကဘင်းရနေပေါ့နော်ဘယ်ကိုလှရဲပေါ့နေရာလေးဖြစ်ပါပုံပုံကြောင်လေးလာတယ်80လေးဒီလိုနှစ်ထပ်သုံးထပ်တိုက်တွေမဟုတ်ဒီလိုလေးတွေကိုလှလေးစိုက်တယ်ဘေးမှာသစ်ပင်လေးတွေနဲ့ဒီလိုမျိုးစိုက်တာအခိုင်အမာဟောနော်80လေးနော်ကြောင်လေးတွေ USCS တိုင်းပေါ့USCS တိုင်းကြောင်လေးတွေပါ Let's go around. I did it.
တယ်ဖြစ်ပါတယ်ဒါလေyes. Yeah, kitchen. New kitchen. Yeah. A new kitchen. Yeah, New kitchen. that's the new kitchen. Yeah, okay. that's the new kitchen. And the main Main hall. yeah, main the hall. Yeah. We reside Praja here. Oh yeah. Yeah. You presentation? Yeah. No presentation, just recitation, Praja, chanting. Or the pray? Yeah. Oh. Tomorrow. I think 22. Oh, 22. Oh. Like I'm not sure. Are you go rest now?